ဦးလေးစိုက်ကလား ဘယ်သွားမလဲခရီး ဟိုဘက်လမ်းလောက်ဆိုရပြီဘယ်လောက်လဲဟိုဘက်လမ်းလေးတင် ဘယ်လမ်းထောင်ပဲပြီပါ 1000ပဲโอเคဟိုဟာပျော်ရွှင်ခြင်းစီရောဘယ်လောက်ပြရအောင်ပျော်ရွှင်ခြင်းရှိရဲ့နေရာတိလား မသိဘူး မသိဘူးလားမသိပြပေးမယ်အဲ့ဒါတက်လိုက်မယ်နော် ဟုတ်ပြီ မိုးချုပ်တော့မယ်ဆိုတော့ဦးလေးတစ်နေ့မှလေတစ်နေ့လုံးမှအပျော်ဆုံးချိန်ကဘယ်ချိန်လဲ စိုက်ကားသိမ်းလိုက်ချိန် ဘာဖြစ်လို့လဲ အိမ်ပြန်လာတယ် အိမ်ပြန်လို့โอเคဒါဆိုရင်နောက်ထပ်ပျော်တဲ့အချိန်လေးလည်းသိချင်လို့လေဟိုးရှင်နားလေးမှာရက်ပေးပါလား ကြာ နော် ဟုတ်ကဲ့ မခိုင်းလိုက်ပါဦးလေးစိုက်ကရက်လိုက်နော်ခုနကစိုက်ကဝန်ကဦးလေးပြောတာစိုက်ကသိမ့်တဲ့အချိန်ကအပျော်ဆုံးဆိုတော့အိမ်မှာဘယ်သူစောင့်နေလို့ အိမ်မှာမျိုးသမီးတွေရဲ့သားသမီးတွေစောင့်နေတယ်အိမ်ပြန်ရောက်သွားလို့ချင်တော့ကိုလည်းပြောတာပေါ့ကိုလည်းပတ်သက်ပါသွားတာပေါ့ ဟုတ်ပြီဒါဆိုရင် join meeting နဲ့ဒုတိယမေးခွန်းကကြတော့ဦးလေးဘယ်အစားအစာကိုစားနေရတဲ့အချိန်အပျော်ဆုံးလဲ အဲ့ဒါတော့တမေးစားတဲ့ချိန်ပေါ့ငင်းကောင်းကောင်းလေးစားရတော့ပြောတာပေါ့ ဘာဟင်းနဲ့ ကိုလေးကြိုက်တော့ဝတ်သားတယ် ဝတ်သားကြိုက်တာအဲ့ဆိုထမင်းကိုဝတ်သားနဲ့စားနေရတဲ့အချိန်တိုင်းမှာပျော်တာပေါ့ဟဲ့ အဲ့ဒါစားနေရတဲ့ချိန်ပြောတာပေါ့ โอเคအိမ်ကထမင်းကအန်တီချက်တာလား အန်တီချက်တာ ဒါဆိုဝတ်သားဟင်းချက်တဲ့နေ့ဆိုလို့ရှင်အင်လာစားမယ်နောက်မေးခွန်းမေးချင်တာကကြတော့ဦးလေးရဲ့ငယ်ဘဝမှာပေါ့နော်ငယ်ငယ်တော့က ၄-6နှစ်လည်းဖြစ်ရင်ဖြစ်မယ်ငယ်ငယ်တော့ကအပျော်ဆုံးလုံးဝအပျော်ရွှင်ဆုံးဖြစ်ခဲ့ရတဲ့အချိန်ကိုမှတ်မိလား အဲ့ဒါကစမွဲအောင်တဲ့အချိန်ကပြောဆုံးနေပေါ့အဲ6တန်းအောင်တဲ့နေတော့ 6တန်းအောင်တဲ့နေ့ဦးလေးဘယ်နှစ်တန်းထိတောင်းတက်ခဲ့ရ 9တန်းထိ 9တန်းထိ6တန်းအောင်တော့ကအောင်စင်းတွက်ကြည့်ရလားအဲ့ချိန်တော့ သွားကြည့်တာ အဲ့စင်းဘယ်ကျောင်းပါလဲ အဲ့ကော်မူ ကော်မှုမှာအဲ့တော့ကြတော့အောင်စင်းကိုညဘက်ကြီးတွက်ကြည့်ရလားဒါမှမဟုတ်အောင်လေဆိုပြီးတော့ပဲတည်ရလား မနေ့ပိုင်းသွားကြည့်လိုက် နေ့ပိုင်းတွက်ကြည့်ရအောင်ဦးလေးပျော်တော့ဘလို့ခံစားချက်မျိုးရလဲ ခံစားချက်ကတော့တမျိုးပေါ့တမျိုး ရောငယ်ငယ်တော့ပေါ့နော်အခုကြီးလာတော့ဒီအသက်20ကျော်ပိုင်းမှာရောပျော်ရွှင်ခဲ့ရတဲ့အချိန်ရှိလား အဲ့ဒါလည်းရှိခဲ့တာပေါ့ အပျော်ရွှင်ရဆုံးချိန်လေးပြန်ပြီးတော့စဉ်းစားကြည့်လိုက်အရင်လုံးဝပျော်ခဲ့ရကိုယ့်ရဲ့ဘဝမှာအသက်20ကျော်ပေါ့နော်6တန်းကငယ်သေးတယ်အသက်20ကျော်တဲ့ချိန်မှာဘယ်အရာကိုအပျော်ရွှင်ဆုံးဖြစ်စေခဲ့လဲ အဲ့ဒါဦးလေးကိုအမေလေးဖေးလေးရှင်ပြုတ်ပြီးတဲ့ချိန်ပေါ့ 20ကျော်မှရှင်ပြူတာ20ပေါ့19-20ပေါ့ 19-20မှရှင်ပြူပြီးရဲ့ချိန်အကယ်၍များဦးလေးဘဝမှာပေါ့နော်အခုကအသက်ဘယ်လောက်ရှိပြီလဲ 60 အသက်60ရှိပြီအသက်60ဒီနှစ်ထဲမှာပြည့်သွားလားပြည့်သွားနောက်နှစ်ပေါ့နော်61ဖြစ်သွားပြီအဲ့ဒီ61မှာတခုခုရရဲဆိုလို့ရှိရင်အရင်ဝမ်းတာမယ်လို့ခန်းစားမိရရရှိလား maybe တခုခုပေါ့နော်တချို့ကကြတော့ဖျားတဲချင်တာမျိုးအသက်ကြီးလာလို့ရှိရင်အဲ့လိုမျိုးရှိရလေအဲ့တော့ဦးလေးဘွားမှာအဲ့လိုဘယ်လိုစံနှရှိလဲဒီဟာလေးကိုလှုပ်လိုက်ရမယ်မသိခင်လေးပေါ့နော်ဒါလေးကိုလှုပ်လိုက်ရမယ်ဆိုရင်တော့အပျော်ဆုံးပီတိဖြစ်ဆုံးဆိုတဲ့အရာ အဲ့ဒါကတမီးလေးရတယ်ဦးအိမ်ကမြူးလေးနှစ်ယောက်ကိုရှင်ပြုတ်ပေးရလို့ရှင်ဦးလေးပြောသွားရင်ဒါဦးလေးအတွက်ပျော်ဆုံးနေ့ဒီနေ့ပေါ့ ရှင်ပြုတ်ပေးခြင်းလားမြီးလေးယောက်ျားလေး2ယောက်ဘယ်ရွယ်လျှောက်ပြီလဲအခု 6နှစ် 6နှစ်ဦးရဲ့ဘဝမှာကအရင်20ကျော်မှာလဲမိဘရှင်ပြုတ်ပေးတဲ့အချိန်မှာအရန်ပျော်တယ်အခုလဲအသက်ကြီးသွားတဲ့အချိန်မှာမြီးလေး2ယောက်ကိုရှင်ပြုတ်ပေးနိုင်အရန်ပျော်တယ်ဟုတ်ကဲ့ပါဆိုတော့ဒါဆိုရင်နောက်ဆုံးမေးခွန်းအနေနဲ့ကကြတော့အခုဒီကာလပတ်စံရှာတာအရန်ခက်ခဲတယ်မဟုတ်လား ဟုတ်တယ် အရင်ပြီးခဲ့နှစ်တည်းတဲ့အခုဒီနေ့တနည်းဘယ်လောက်ရလဲ ဒီနေ့အမှန်တော့မရှိဘူးကလေးရဲ့2000လဲဖြစ်ရင်ဖြစ်တယ်3000လဲရတယ်ပေါ့တခါဒီလဲ4000တော့ဖြစ်ရင်ဖြစ်သွားတယ်ပေါ့ဒီ2000 1000ခွဲတော့ပုံမှန်ရတယ်ပေါ့ ဆိုတော့ရှာမရရဲ့နေပေါ့အဲ့2000ပုံမှန်မရရဲ့နေဆိုလို့ရှိရင်စိတ်ညစ်စရာလည်းဖြစ်ကောင်းဖြစ်မယ်အဲ့လိုခါကျရင်ဦးလေးဘဝကိုပေါ့နော်ဘယ်လိုမျိုးပျော်ရွှင်အောင်လုပ်နေထိုင်လဲစိတ်ပဲညစ်နေတာလားဒါမှမဟုတ်ဘယ်လိုနေလဲ အဲ့ဒါကတော့ဦးလေးကအိမ်ကိုတစ်နေ့ကို2000ပေးမယ်ဆိုလို့ရှိရင်တော့အဲ့2000ကိုစိုက်ကန်းနေနဲ့ကိုယ့်အကူရောင်းရှာတယ်စိတ်ညစ်တာကိုတော့ခဏဖယ်ထားလိုက်တော့တာ
ကိုမိသားစုစောင်းနေအတွက်ဒီ2000ပြီးမယ်ဆိုရင်2000ဆိုတဲ့ငွေလေးကိုဦးကြောင့်ရှာပေးလိုက်တယ်အဲ့ဒါဆိုရင်တော့ဦးလေးပျော်သွားတာပေါ့ ဟောဒါဆိုရင်တနေ့ဦးလေးကဒီမိသားစုအတွက်ကို2000တော့အနည်းဆုံးရအောင်ရှာပေးမယ်ဆိုတဲ့စိတ်နဲ့ကိုပျော်ရွှင်အောင်လို့နေတယ်ပေါ့နော်စိတ်ညစ်မခံဘူးပေါ့အခုလူငယ်တွေဆိုလို့ရှိရင်လည်းအခုဒါတမီးတို့ပဲဖြစ်ဖြစ်ဘေးနားမှာဦးလေးမြည်ရည်လည်းရှိရပေါ့နော်သူတို့တွေကိုဒီလိုအခက်ခဲကြီးကြားမှာစိတ်ညစ်စရာအများကြီးရှိရကြားမှာပျော်ရွှင်အောင်နေဖို့ဘယ်လိုမျိုးစကားနဲ့ဦးလေးဒီဖြတ်တန်းလာတဲ့အသက်60ကာလလုံးပေါ့နော်ဘယ်လိုစကားနဲ့ပြောချင်လဲပျော်ရွှင်အောင်နေထိုင်မှုအတွက်ကို ဦးကငကိုတဲ့ကိုပျော်ရွှင်နေတာတပည့်ရဲ့ဦးလေးမှာစိတ်ညစ်တယ်ဆိုတော့ခေါင်းထဲမှာထုတ်ထားတာဒီကလေးတွေသိတယ်ဦးလေးစိတ်ညစ်နေတာဆိုတော့တကားမရှိဘူးဘယ်လိုလဲဆိုလို့ရင်တပည့်ရဲ့ဦးလေးအလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်ဖြင်းမြောင်းတော့လုပ်တာငါလုပ်ပဲဖြစ်ဖြစ်အခုလည်းဒီလိုပဲဒီကလေးလေးမလက်ကမေးတယ်လုတ်တင်ဆိုစဉ်းစားတယ်ဒါဂတိတစ်လုံးပေးပြီးဦးလေးဖြည့်အောင်လိုက်လုပ်ပေးတာဒါဦးလေးကိုဦးလေးစိတ်ညစ်သိမ့်မခံအမိသားစုကိုလည်းဦးလေးကစိတ်ညစ်ဟိုဦးလေးမပေးဘူးဦးလေးကဒီချတိတ်လေးတွေသိတယ်သူတို့နဲ့ဆိုဦးနေဒီလာကြားလာပြီဒါဆိုရင်ဦးလေးပြောချင်တဲ့သဘောကဒီစိတ်ညစ်စရာရှိနေရတော့မှခေါင်းထဲကထုတ်ထားပြီးတော့ကိုလှုပ်စရာရှိတာကိုလှုပ်ရင်းနဲ့ပဲကိုယ့်ရဲ့ပျော်ရွှင်မှုကိုရယူတယ်ကိုအလုပ်လဲပြီးတယ်စိတ်ညစ်စရာတွေရှိလာရင်တော့ခေါင်းထဲကထုတ်လိုက်တယ်ဟုတ်ကဲ့ပါဟုတ်ဦးလေးနာမည်လေးမိတ်ဆက်ပေးပါဦးဦးသိမ့်မြင့်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်အခုလိုမျိုးအချိန်ပေးပြီးတော့ဖြည့်ပေးရတဲ့အတွက်ဟုတ်ရပါပြီပြီးပြီပျော်ရွှင်နေရဝတ်သားဆိုလို့ညဘက်ကြီးမလိုက်ရှာရတာဦးလေးဒီမှာဝတ်သားနဲ့ထမင်းဆိုင်ရရင်ပြောရဲဆိုလို့ဟုတ်ဒီတမိုက်လိုက်ရှာထားရတာဦးလေးကစားနေတဲ့အချိန်ပြုံးပြီးတော့စားတော့ပြောရဲဆိုကဲကျေးဇူးပါကဲ